တောက်အိမ်ချမ်းမီမှပြန်လည်ကြိုဆိုလိုက်ပါတယ်။အင်ကြီးအိမ်ကောင်းနေကြိုက်တဲ့လူကြီးမင်းတွေအတွက်ဒီနေ့မှာ luxury တိုက်လေးတစ်လုံးနဲ့အယောင်မိတ်ဆက်ပေးပါမယ်ရှင်။အဲ့ရဒီနေရာလေးကတော့မြောက်တကုံမြို့နယ်41ရောက်ကွက်တပင်ရွှေသီးလမ်းမတဲပေါက်လေးဖြစ်ပြီးတော့ဥယျာရာလမ်းအနီးမှာတရှိတာပဲဖြစ်ပါတယ်ရှင်။ခြံရဲ့အကျယ်လေးကပေ40-60ရှိပြီးတော့40-60ပေါ်မှာနှစ်ထပ်ခွဲ RC တိုက်အစ်စ်လေးဆောက်လုပ်ပေးထားပဲဖြစ်ပါတယ်ရှင်။အခုလမ်းမြင်နေရတဲ့မိန်းလမ်းမကတော့တပင်ရွှေသီးမိန်းလမ်းမပဲဖြစ်ပါတယ်။ရှင်နဲ့တူတူအထဲထဲကိုလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။